ကာလာမတို့ရဲ့အတိတ်တွေကိုဖုံဖုံရှင်းပြတာအမျိုးသမီးတယောက်ကဖျားကသူ့ဘာသာငါဘာသာခွဲခြားပြီးတော့တရားဟောသလားလို့မေကွန်ထုတ်နေပါတယ်ဖြေပေးပါဖုံဖုံတဲ့ချက်ပေါက်ကလာဖို့ထားကြလို့ဦးစင်းလည်းမြင်ပါတယ်နော်ဖြေပေးပါအောင်ပြောလို့နည်းနည်းဖြေပေးလိုက်ပါမယ်အဲ့ဒီကာလာမတုတ်မှာရှိတဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်တုန်းကဘာသာခြားတွေဖြစ်တယ်ဆိုတာကိုကာလာမတုတ်ကိုဖတ်ဖို့တဲ့လူတိုင်းသိတယ်နော်အဲ့ဒီဘာသာခြားဖြစ်တဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်မှာတိဋ္ဌိဆရာကြီးတွေကတယောက်တစ်မျိုးဟောတဲ့တရားကိုနာကြားရပြီးတော့အမှားအမှန်မခွဲခြားနိုင်ဘဲနဲ့တုံ့လိပါဝေဖြစ်နေကြပါတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကြွရောက်ပြီးတော့ဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကနေဟောနေကြအတိုင်းမဟောဘဲနဲ့ကာလာမတွေရဲ့ရှုထောင့်ကနေကာလာမတွေနားလည်နိုင်လောက်တဲ့အချက်၁၀ချက်နဲ့ဟောပါတယ်အဲ့ဒီထဲမှာမာပိဋကတံပရာနေနဆိုတာပါပါတယ်အဓိပ္ပာယ်ကကျမ်းဂန်ကပြောတိုင်းလဲမယုံနဲ့တဲ့နော်တေးသေးချာချာနားထောင်ပါမာပိဋကတံပရာနေနပိဋကလို့ပြောပါတယ်ပိဋကလို့မပြောပါဘူးနော်ပိဋကဆိုတာကျမ်းဂန်ဘသူရဲ့ကျမ်းဂန်ကိုပြောတာလဲကာလာမတွေရဲ့ကျမ်းဂန်ကိုပြောတာပိဋကဆိုတာကတော့မြတ်စွာဘုရား၏ကျမ်းဂန်မာပိဋကတံပရာနေနလို့သုံးထားတာကိုကြည်တော်အားဖြင့်ကာလာမတွေရဲ့ကျမ်းဂန်ကိုရည်ညွှန်းပြီးဟောတယ်ဆိုတာထင်ရှားတယ်နော်အဲ့ဒါကိုနားမလည်ပဲနဲ့ဗုဒ္ဓဘာသာဝင်တချို့ကကိုရှုထောင့်ကနေကြည့်ပြီးတော့ငါဖះပြောတိုင်းလဲမယုံပါနဲ့ဆိုပြီးအဓိပ္ပာယ်ဖွင့်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင်တချို့ဟာဖះအပေါ်မှာတန်တရားဝင်သွားကြပါတယ်ဒါကြောင့်ကာလာမတုတ်ဟာဗုဒ္ဓဘာသာဝင်တွေရဲ့ရှုထောင့်ကကြည့်ရမှာမဟုတ်ဘူးလို့ပြောတာဗုဒ္ဓဘာသာဝင်တွေမှတ်သိမ့်ဘူးမလေ့လာသိမ့်ဘူးလို့ပြောတာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့တရားတော်တွေဟာတတ္တဝါအလုံးနဲ့သက်ဆိုင်ပါတယ်တတ္တဝါအလုံးနဲ့သက်ဆိုင်တာမှန်ပေမဲ့တကယ်တမ်းကျင့်ရတော့မယ်ဆိုရင်မိမိရဲ့အကျင့်စရိုက်နဲ့ကိုက်ညီတဲ့တရားကိုရှာပြီးကျင့်ရပါတယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပုဂ္ဂိုလ်ရဲ့စရိုက်နဲ့ကိုက်ညီတဲ့တရားကိုပဲရွေးချယ်ပြီးဟောပါတယ်နော်ဥပမာစေယုံစေကန်းကိုကြည့်လိုက်ပါစေယုံစေကန်းဒီလူနာတိုင်းနဲ့ဆိုင်ပါတယ်စေယုံစေကန်းဟာလူနာတိုင်းနဲ့ဆိုင်တာမှန်ပေမဲ့စေယုံစေကန်းကိုရောက်လာတဲ့လူနာတိုင်းကိုစေတစ်မျိုးတည်းမပေးပါဘူးသူတို့နဲ့ကိုက်ညီတဲ့စေကိုပဲပေးပါတယ်အဲ့ဒီဥပမာတိုင်းပါပဲတရားဟာတတ္တဝါတိုင်းနဲ့ဆိုင်တာမှန်ပေမဲ့သူတို့နဲ့ကိုက်ညီတဲ့တရားကိုရှာဖွေပြီးတော့လေ့လာကျင့်သုံးရပါတယ်တရားကတော့အလုံးနဲ့ဆိုင်ပါတယ်နော်ဒီလောက်ဆိုရင်နားလည်လောက်မယ်လို့ထင်ပါတယ်နော်